ဒီတစ်ခေါက်မှာတော့လူတွေရဲ့စိတ်ဆင်းရဲမှုကဘယ်ကနေစတင်ဖြစ်ပေါ်လာလဲဆိုတဲ့အတွေးခေါ်လေးတစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ပါအစားပြုရမှာကတော့လေအားလုံးနဲ့ယဉ်နီးပြီးတော့ဖြစ်တဲ့ခံစားချက်တစ်ခုစိုးရင်တော့ကနေစလိုက်ကြရအောင် ကဲစိတ်ဝင်စားစရာမျိုးကွန်လေးတစ်ခုနဲ့စလိုက်အောင်ချစ်ခင်တာတွေ့တာနဲ့စိတ်ဆင်းရဲစရာတွေဖြစ်လာနိုင်လာတဲ့ကြားလိုက်တော့နည်းနည်းထူးဆန်းတယ်လို့ထင်ကြပဲเนาะဒါပေမဲ့ဒီနေ့ပြောမယ့်အကြောင်းအရာရဲ့အထူးချက်ကဒါပါပဲ ကဲဟုတ်ပြီဒီအကြောင်းကိုတေချာနားလည်ဖို့အတွက်နေ့စဉ်ဘဝမှာကျွန်တော်တို့ကြုံနေရတဲ့စိုးရိမ်ပူပန်မှုတွေနဲ့အရင်ဆုံးစကြည့်ကြအောင် ဥပမာပေါ့နော်သားသမီးတွေအိမ်ပြန်မြောက်မချင်းစိတ်ပူပြီးအိမ်မပျော်နိုင်တဲ့မိဘတွေဒါမှမဟုတ်ကိုယ်ကားလေးအပြင်လောက်သွားတိုင်းပါထင်မလဲဆိုပြီးစိတ်ပူနေတဲ့ကားပိုင်ရှင်ကိုပစ္စည်းတွေအတွက်အများတန်းစိတ်ပူနေရတာမျိုးတွေပေါ့ဒီစာမေးမှာပြောထားတာကအဲ့ဒီလိုစိုးရိမ်မှုတွေကတကယ်တော့ပိုပြီးနှက်ဆိုင်တဲ့ပြဿနာတစ်ခုရဲ့ရှေ့ပြေးလက္ခဏာတွေပဲတဲ့ ဆိုတော့ဒီဆိုရင်မှုတွေကယောဂလက္ခဏာဆိုရင်တကယ်ရင်ခအကြောတရားကတော့ဘာဖြစ်မလဲဒီနေရာမှာပဲအဓိကကြောတဲ့အချက်တစ်ခုဝင်လာပါပြီ အဲ့ဒီကြောင်းရင်းကတော့လောဘတဲ့လောဘဆိုတာလားကိုပီစီကိုမိသားစုနောက်ဆုံးကိုတွေ့တာကညှိနေတာကိုဆိုလိုတာပါဒီစာပေမှာတော့အဲ့ဒီလိုတန်ဖိုးထားပြီးတွေ့တာနေတာကြီးကိုယ်တိုင်ကပဲကျွန်တော်တို့ဘဝတဲ့ကိုတောကကိုဆွဲခေါ်လာတာလို့ဆိုထားပါတယ် ဒီအချက်ကိုပိုပြီးရှင်းသွားအောင်တက်တည်ပြနေတဲ့မြတ်စွာဘုရားရဲ့မိန့်မှာချက်တစ်ခုရှိပါတယ်ပိယတ်တော်ဇာယတေတော်ကောတဲ့အဓိပ္ပာယ်ကတော့ချစ်ခင်မဲ့နိုးတဲ့အရာကနေတောကဖြစ်လာတယ်ဆိုတာပါပဲဒါဟာဒီအစိုးရဲ့အဓိကအချက်အချာပဲဖြစ်ပါတယ်ဒီနေရာမှာလူတွေရဲ့အပြုတ်မူတွေကရှင်းတော့မညီတဲ့အချက်တစ်ခုကိုထောက်ပြထားတယ်အဲ့ဒါကဘာလဲဆိုတော့လူတွေကတောကခဲကိုတော့ဖေရှားခြင်းတယ်ဒါပေမဲ့အဲ့ဒီတောကကိုဖြစ်စေတဲ့တွေ့တာမှုကိုတော့ရှော့ချဖို့စိတ်မကူကြဘူးဒီနှစ်ခုကအကြောင်းနဲ့အကျိုးဆိုတော့တစ်ခုကိုမလျှော့ပဲနောက်တစ်ခုကိုဖေရှားဖို့ဆိုတော့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်ဟုတ်ပြီဒီနေ့ဘယ်လိုဆက်ဖြစ်သွားလဲကြည့်ရအောင်ကိုတွင်းတင်းတာရှိတဲ့တွေ့ကြမှုကအပြင်ကိုထွက်လာပြီးပိုရီးလာတဲ့အခါပါရီဆက်ဖြစ်လာနိုင်မလဲအခုဒီမှာတော်တော်လေးစိတ်ဝင်စားဖို့ကားတာကလောဘရဲ့မျက်နှာနဲ့မျိုးကိုခွဲပြထားတာပဲတမျိုးကကိုပစ္စည်းကိုတွေ့တာလားဒါကကိုတွေ့ပဲစက်တော့ကရုပ်စေတယ်နောက်တစ်မျိုးကသူများပစ္စည်းကိုလိုချင်တဲ့လောဘအဲ့ဒါကကြတော့ပူကြီးရဲ့လူမှုရေးပြဿနာတွေရာဇမှုမှုတွေအထိဖြစ်စေနိုင်တဲ့ဆိုတော့ရှင်းရှင်းလေးပါပဲဒီလိုသူတို့ဘာဖြစ်စီကိုလိုချင်တဲ့လောဘကနေခိုးတာလူတာလိုမျိုးရာဇဝတ်မှုတွေအထိဖြစ်လာနိုင်တယ်အဲ့လိုလုပ်ရက်တွေကလူဖွဲ့စည်းမှာလူတယောက်ရဲ့ပုံရိပ်သူ့ရဲ့အမတ်တညာကိုသူခိုးဓာပြဆိုပြီးလုံးဝပြောင်းလဲပြစ်လိုက်တာပါပဲဒါပေမဲ့ဒီလဲလာချက်ကဒီမှာပဲမပြီးသေးဘူးဒီစာပေမှာနောက်ထပ် EU စာတစ်ခုကိုထပ်မိတ်ဆက်ထားတယ်အပေါ်ရန်ကြည့်ရင်တော့အန်တရယ်မရှိသလိုနဲ့တကယ်တမ်းမှာတော့အများကြီးပိုကြောက်ဖို့ကောင်းတယ်လို့ဆိုပါတယ်အဲ့ဒါကတော့မောဟပါတေးဝေးမှုအမှန်ကိုမသိခြင်းပေါ့သူ့ပုံစံကလောဘလိုပြင်းပြတက်ကြွနေတာမျိုးမဟုတ်ဘူးနူးညံ့တယ်တိတ်ဆိတ်တယ်ဘာမှမလုပ်တယ်လို့မျိုးထင်ရတယ် ဒါဆိုအဓိကမေဟုံးကဘာဖြစ်လို့ဒီလိုတိတ်ဆိတ်နေတဲ့တေဝေမှုမောဟကပြင်းပြရဲ့လောဘထက်တောင်ပိုပြီးအန်ဒရီကြီးတယ်လို့ပြောရတာလေ အဖြေကတော်တော်လေးနဲ့နေပါတယ်မောဟရဲ့တကယ်အန်တရယ်ကဘာကအမားဘာလုပ်တင်တယ်ဘာမလုပ်တင်ဘူးဆိုတာကိုခွဲခြားသိမြင်နိုင်တဲ့စွမ်းရည်ကိုလုံးဝဖျက်ဆီးပစ်လိုက်လို့ပါပဲအဲ့လိုဆုံးဖြတ်နိုင်စွမ်းဖျက်ဆီးသွားတော့အမားနှမျိုးဖြစ်လာရောတစ်ခုကမလုပ်တင်တာကိုတွားလုံးမိတာနောက်တစ်ခုကလုပ်ကိုလုပ်တဲ့ကောင်းတဲ့အရာတွေကိုမလုပ်ဖက်ပြက်ကွက်တာဒီစာပေရာတော့အဲ့ဒီအမားနှစ်ခုလုံးဟာအပြစ်အနေနဲ့တူတူပဲကြီးလေးတယ်လို့ဆိုရမယ်ကဲအခုကျွန်တော်တို့ဒီအားကောင်းတဲ့အယူဆနှစ်ခုကိုပေါင်းပြီးတော့နောက်ဆုံးအနစ်ချုပ်ကိုကြည့်လိုက်ကြရအောင်အတိုးချုပ်ပြောရရင်လောဘကအန်တရယ်ရှိတဲ့လောရက်တွေလို့ဖို့တွန်းအားပေးတဲ့စက်တစ်ခုလိုပဲမောဟကတော့အဲ့ဒီလောရက်တွေကိုတားဆီးပေးမယ်ကိုကျင့်တရားဆိုင်ရာအတ္တိတရားမောင်းမှန်ခွဲခြားနိုင်စွမ်းကိုလုံးဝဖယ်ရှားပစ်လိုက်တာပါနောက်ဆုံးအနေနဲ့ဒါကစဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ပါတယ်ကိုယ်စိတ်ကိုပြန်သုံးသပ်ကြည့်တဲ့အခါဒီစွမ်းအားနှစ်ခုထဲမှာပြင်းပြတဲ့တမမှုလောဘနဲ့တိတ်ဆိတ်တဲ့အကြည်ဝေမှုမောဟဘယ်ဟာကိုအရင်ဆုံးသတိထားပြီးဂိုင်းတွေတင့်တယ်လို့ထင်ပါတယ်